အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရတော့နည်းဖြစ်စာမွေးဖြစ်ရမှာဆိုတော့အဲစာမွေးအတွက်စာလေးတွေကြက်ပဲဆိုတော့တော့ခတဲ့တမဟိုအချီဝိုင်းစာချက်ကမှာပေါ့နော်TRT ဘာလဲအခန်းလေးတစ်ခန်းလုံးမဲ့တစ်ခန်းမဲ့ကြည့်ရတာဒါပေမဲ့အဲ့အခန်းကြတော့တခြားလိုမျိုး6.1တို့6.2တို့အဲ့လိုပဲမပါတာမဟုတ်ဘူး6.1ရဲ့ 6.2ရဲ့ 6.3ရဲ့ 6.4 အထိပါဝင်ပါတယ်ရတော့ဖြေရမယ့်စာတွေကိုရတော့တစ်ခုချင်းစီဖတ်ပြပေးသွားမယ်ဗီဒီယိုလေးကိုတော့ပြီးအောင်ကြည့်သွားပေးဖို့မြတ်ရခန့်အပ်ပါတယ်နော်ရထားမင်းဒီပကဒနိုင်ငံတော့ကောက်ွက်မီပကနိုင်ငံတော့ကိုမီကဲတော့အချုပ်ခဲ့တဲ့ဒီနော်ရထားမင်းဒီပကနိုင်ငံတော့ကောက်ကောက်ရေးအတွက်စစ်တီအားရရှိစူဆောင်ခြင်းကိတ္တစခန်းမျိုးများဒီဆောင်ခြင်းများပြုလုပ်ခဲ့သည်အုပ်ချုပ်ရေးပိုင်းနဲ့အတွက်မူလအခြေချနေထိုင်သည်ဒေသများခရိုင်ဟူသတ်မှတ်ပြီးခရိုင်တို့ချိထားတော်ဒေသများခရိုင်တိုင်းနဲ့တိုင်းဟူသတ်မှတ်ပြီးခရိုင်တိုင်းနဲ့တိုက်ခိုက်သိမ်းသွင်းကြသောဒေသအလုံးကိုပေါင်းစည်းကနိုင်ငံဟူ၍ခွဲပြီးအုပ်ချုပ်ခဲ့သည်နောက်တစ်ခုကရတော့အဖြေလေးပဲဆိုသွားတော့မယ်ပေါ့နော်။ဒါလည်းဗီဒီယိုလေးရှေ့သွားမှကြောင်းမလို့ပါ။နော်ရထားမင်းဒီနိုင်ငံတော်ကာကွယ်ရေးအတွက်စစ်တီအရာရှိရန်ဆယ်ပြုမျိုးရာပြုမျိုးထောင်ပြုမျိုးများနော်ရထားမင်းဒီနိုင်ငံတော်ကာကွယ်ရေးအတွက်ကာကွယ်ရခဲ့တယ်နိ။အနာမိမနဲ့ရမှာကာကွယ်နိုင်ရဲ့မိဘနဲ့ရမှာကာကွယ်နိုင်ရဲ့ကိတ္တစကမ်းမျိုးများကိုတိဆောက်ခဲ့သည်ပတ်ဝန်းကျင်ရှိနိုင်ငံများကိုတိမ်သွင်းခဲ့ပြီးပတ်ဝန်းကျင်ရှိနိုင်ငံများကိုလည်းတိုက်ခိုက်ခဲ့ဒီပတ်ဝန်းကျင်ရှိနိုင်ငံများကိုလည်းသိမ်းသွင်းခဲ့ထို့ကြောင့်ပကံနိုင်ငံတော်ဒီကြီးပါကျပြန့်လာခဲ့သည်ဒါတော့မေကွန်းရှင်နှစ်ပုတ်ပါဒီတစ်ခေါက်မှာတော့မေကွန်းတို့လေးပါမေကွန်းတို့ပကံခေရှိမြန်မာတို့ဒီ89ရာစုနောက်ပိုင်းရေရှမ်းကုန်းမြင့်မှာမြန်မာနိုင်ငံအလဲပိုင်းဝင်ရောက်လာခဲ့ကြသည်ကျောက်ဆယ်နယ်နဲ့မင်းမှုနယ်များအတွင်းအခြေချနေထိုင်ပြီးနောက်နယ်မြေချဲ့ထွင်ကနိုင်ငံထူထောင်ခဲ့ကြသည်နိုင်ငံထူထောင်ခဲ့ကြမုံကဘယ်နှမိတ်ထားလဲငါချက်တော့ဖောက်မှမဲကြည့်လို့ခြေပေါ်မှာအဲ့ခဲမုံကတိတ်နေမိတ်လို့မမိတ်စင်းတာလေမမိတ်ပါဘူးမမခဲကျော်လက်ကစမွေးပကြီးနီလူငယ်အပေါင်းလို့စကောဒီနေ့ဖျားရတဲ့ဟာကြတော့ခုနေတော့ကမြန်မာစာရဲ့အင်္ဂလိပ်ရဲ့ဖျားရဲ့ဒီနေ့ကကြတော့သင်္ချာနဲ့သိပ္ပံဖျားတဲ့အဲ့သင်္ချာရဲ့မိကုန်းစာရွက်ကတော့ပေးလိုက်တယ်တော်တို့ကဖိုင်ပါတယ်ဒီစာခဲအားစာရွက်ဖြုတ်ပြီးဖျားဆိုတော့တော်တို့ကအဲ့စာရွက်ပါတယ်ဆိုတော့အဲ့စာရွက်ပြမယ်ပေါ့နော်တော်ရဲ့ပုတ်ထဲပုံမှာညက်ဆိုင်တာဒါတိတ်ပြီးတော့မြင်မှာတော့မဟုတ်နော်ကြောင်ပြန်ဖြစ်နေလို့ပါအဲ့ဒါလေးကိုသပုတ်ရိုက်ပြီးတင်ပေးထားပါချက်ထဲမှာနော်ရ
ဒီချက်ကတော့ကုန်ဖြည့်နိုင်ပါတယ်ဒါပေမဲ့ကဆွဲသားနီးရှင်းပြတဲ့အပုံမှာဆွဲသားနီးမရှင်းပြခဲ့လိုက်ဘူးတော့မျိုးလုံးညကန်းနေရပါတော့အကြောင်းမို့အီယာမီလူထင်ပါလားကျွန်တော်တို့ဆရာရဲ့နာမည်ကဆရာအောင်စောမျိုးထက်တချောင်းလုံးကအိုက်ဆရာကိုဆရာရိုင်းရဲ့လို့ခေါ်ကြတယ်